ညတိုင်းအိပ်ရဝင်ရင်ဟိုဘက်လိမ့်ဒီဘက်လိမ့်နဲ့အိမ်မဖြိုဘူးဖြစ်နေလားအထူးသဖြင့်ညတနာရီနဲ့3နာရီဝန်းကျင်ရောက်ရင်အကြောင်းမရှိပဲလက်နိုးလာပြီးပြင်အိတ်လို့မရဖြစ်နေတယ်ဆိုရင်တော့ဒါဟာရိုးရိုးအိမ်မပျော်တဲ့ယောဂမဟုတ်ဘဲတင့်ရဲ့အသေးကအကူအညီတောင်းနေတာဖြစ်နိုင်ပါတယ်မင်္ဂလာပါ Tips for Health Channel ကနေကြိုဆိုပါတယ်ဒီနေ့မှာတော့ညဘက်လုံးဝအိမ်မပျော်ခြင်းနဲ့အသေးယောဂတို့ရဲ့ကြောက်စရာကောင်းတဲ့ဆက်ဆက်ပုံကိုပြောပြပေးသွားမှာပါပထမဆုံးအနေနဲ့ညတနာရီကနေ3နာရီကြာအချိန်ဟာခန္ဓာကိုယ်ရဲ့ဇီဝကမအဖြစ်စဉ်အရာအသေးကအစိတ်အတောက်တွေကိုအပြင်းအထန်စစ်ထုတ်ပြရတဲ့အချိန်ဖြစ်ပါတယ်အသေးမှာအစီဖုံးနေတာဒါမှမဟုတ်အရက်တောက်တာနဲ့ဆေးဝါးပြီးကြောင့်အသေးရောင်နေတဲ့အခါအသေးဟာအလုတ်ကိုပုံမှန်ထက်နှစ်ဆပိုလို့ရပါတယ်အဲ့ဒီလိုအသေးကအလုတ်တဲ့အရန်လောက်ရပြီးရုန်းကန်နေရတဲ့အခါခန္ဓာကိုယ်ကအလိုလိုအချက်ပြပြီးတင့်ကိုလန့်နိုးသွားစေတာပါဒုတိယအချက်ကတော့အစိတ်တောက်တွေစုပုံလာချက်ပါအသေးကကောင်းကောင်းအလုံးမလုံးနိုင်တော့တဲ့အခါခန္ဓာကိုယ်ထဲကအမိုးနီးယားလိုမျိုးအစိတ်တောက်တွေကိုအပြင်ကိုမစွန့်ထုတ်နိုင်တော့ပါဘူးအဲ့ဒီအစိတ်တောက်တွေကသွေးလက်ပတ်မှုကနေသစဉ်အုံနောက်စီကိုရောက်သွားတဲ့အခါအုံနောက်ကိုလှုံ့ဆော်မှုယူချစ်စေပြီးညဘက်တွေမှာကနာမငင်ဖြစ်တာအိမ်မပျော်တာနဲ့အိမ်မဆိုးတွေမှတာကိုချစ်စေပါတယ်နောက်ဆုံးအချက်ကတော့သွေးတွင်းတကြားတဲ့ကြာဆင်းသွားတာပါအသေးဟာကျွန်တော်တို့အိပ်ပျော်နေခြင်းမှာလိုအပ်တဲ့တကြားတဲ့ကိုထိမ့်ညှိပေးရပါတယ်အသေးမကောင်းတဲ့အခါညလေကောင်းမှာတကြားတဲ့ရုတ်တရက်ထိုးကျသွားတယ်ပေါ့လေအဲ့ဒီအခါခန္ဓာကိုယ်ကအရေးပေါ်အခြေအနေလို့သတ်မှတ်ပြီးကော်တီဆောလို့ခေါ်တဲ့စိတ်ဖိစီးမှုဟော်မုန်းတွေထုတ်လွှတ်လိုက်တဲ့အတွက်တင်ရုတ်တရက်လန်နိုးသွားရခြင်းဖြစ်ပါတယ်ဒီပြဿနာကိုဖြေရှင်းဖို့ဆိုရင်ညစာကိုအများကြီးစားတာစီကြော်စာတွေနဲ့အရက်တောက်တာကိုလုံးဝရှောင်ကျဉ်ရပါမယ်အိယာမဝင်ရင်ပူစီနန်ဒါမှမဟုတ်စပယ်ပန်းရေနွေကြံလေးတစ်ခွက်တောက်ပေးတာကအသက်ကိုအနားရစေပြီးနှစ်ချိုက်အိပ်ပျော်စေဖို့ကူညီပေးနိုင်ပါတယ်တင်ရောညဘက်တွေအမြဲတမ်းလန့်နိုးပြီးအိမ်မပျော်တဲ့ဝေဒနာကိုခံစားနေရလားဆိုတာ comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါဦးနော်ဒီအချက်လေးတွေကိုတတိထားပြီးတင့်အသေးကိုဂရုစိုက်ပေးပါဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင်ချစ်ခင်ရသူတွေကိုလည်းမှောက်ဝေပေးလိုက်ပါအောင်ကျမ်းမာရေးဘုဟုတုတတွေအတွက် subscribe လုပ်ထားဖို့မမေ့နဲ့နော်